ရဲဘော်ရဲဘက်အပေါင်းတို့နောက်ကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအပေါ်မှာသာနာထောက်ထားတဲ့စိတ်နဲ့တက်ရောက်လာကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဒီမှာကျင်းပတဲ့အခမ်းအနားစီစဉ်ကတော့တော်တော်အခမ်းအနားမှုတွေနော် opening speech မှာလည်းပါပြီးတာဖြစ်တဲ့အတိုင်းကျွန်တော်တို့ချင်းပြည်နယ်ပါဝင်ဒီတော်စုမြန်မာနိုင်ငံတစ်ခုလုံးအင်းမှာရှိတဲ့တိုင်းရင်းသားဒေသအသီးသီးမှာဖြစ်ပေါ်နေတဲ့ဒီရင်းစစ်ကိုရပ်စဲပြီးတော့မှအများဆုံးနှစ်သာရရှိတဲ့ဒိတ်ပဲပြေးသွားတဲ့ပြေဆုံးဆင်းရဲကိုလုပ်ဖို့ဆိုတော့တောင်းဆိုဖို့ပြောနေတယ်အဲလိုအားလုံးဘာအမလနဲ့ကြားရတယ်ပြောမှကိုယ့်ရဲ့ကိုယ်ပိုင်ချိန်ကိုဆွလို့ပြတာတဲ့အတွက်ကျေးဇူးတင်တာကျွန်တော်တို့ပြောကြလို့ရဲဘော်ရမပေါလို့ခဏတော့အားလုံးသိရှိပြီးဖြစ်တဲ့တိုင်ပဲကျွန်တော်တို့ရဲ့ပြည်တော်စုမြန်မာနိုင်ငံဆိုတာလူမျိုးတစ်မျိုးကတခြားလူမျိုးတွေပေါ်မှာအနိုင်ရရှိပြီးတော့မှနော်ဒီထောင်လာခဲ့တဲ့ပြည်တော်စုမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပြည်တော်စုဟာလွတ်လပ်တဲ့သဘောဆန္ဒနဲ့အညီအတူတူကနိုင်ငံရေးရစီးပွားရေးရလူမှုရေးရတန်းလူကြီးလူရှိတဲ့ဒီတော်စုဆောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့တွေကပေါင်းစည်းပြီးတော့မှဒီထောင်လာကြတဲ့ဖြစ်ပါတယ်ဒါကြောင့်မလို့လေဒီနေ့ကမ္ဘာအလယ်မှာပြည်တော်စုမြန်မာနိုင်ငံဆိုပြီးတော့မှရေပုံတစ်ခုကဖြစ်နေထားတာပေါ်ထွန်းတာဖြစ်ပါတယ်ဒါပေမဲ့လို့စစ်အစိုးရနဲ့အခုစစ်အစိုးရကဘက်ကပြုထားတဲ့နောက်ခံပြုထားတဲ့စက်ဖို့အစိုးရနော်ဒီအစိုးရဟာဆောပြောတဲ့သူတို့စစ်မှန်တဲ့ပြည်တော်စုပြည်ဆောက်ဖို့ဆိုတဲ့ဟာကသူတို့ရဲ့နှလုံးသားထဲမှာလုံးဝမရှိဘူးဆိုတာ2008ခုနှစ်မှာပြဋ္ဌာန်းလိုက်တဲ့ဒီကောင်ရဲ့အတိုင်းပဲစစ်ရေးရပြင်ဆင်မယ်ဆိုတဲ့ဟာကိုပဲဆက်လက်ပြီးတော့လုပ်ကြတာပါဒါကြောင့်မလို့တဲ့အကြောင်းရှိအကြောင်းချပြီးတော့မှကျွန်တော်တို့ဒီ KIO ဟိတ်ကုတ်တဲ့ဒေသတွေမှာစစ်စင်တွေကိုစလာတယ်စစ်ရင်အားတွေကိုစုတယ်ပြီးတော့အကြောင်းရမယ်ရှာပြီးတော့မှဆိုတော့အင်အားသုံးတော့ပြင်ရှင်းလာတယ်အဲကြတော့ကျွန်တော်ကနေ့ကချင်ပြည်နယ်မှာပြည်တွင်းစစ်ဆိုတဲ့ကပြန်တော့ဖြစ်ပေါ်နေပါအဲပြည်တွင်းစစ်ရဲ့အနေထားရုံတွေကကျွန်တော်တို့ဒီ1994အပြည့်ခါရစဲမဖြစ်ကြတော့အနေထားရပြန်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုကိုကျွန်တော်အတင်းအဓမ္မလောဘောပေးခိုင်းစေတယ်နော်ဒီဟာတွေကိုအတင်းအဓမ္မရှင်းပြောင်းတယ်နော်အမျိုးသမီးတွေဆိုလို့ရှိရင်နေ့မှာဆိုလို့ရှိရင်ပေါ်တာထားညဆိုလို့ရှိရင်စစ်သားထားနော်မထိန်ကြည့်ခါတယ်နော်တောင်းသူတောင်းသားတွေဆိုကိုယ်တောင်းကိုသွားလို့မရဘူးလွတ်လပ်စွာဖြီးသွားလို့မရဘူးဘယ်နေရာမှာဖြစ်ဖြစ်ရထားရစားရပြောမှဖမ်းဆီးပြီးတော့မှပေါ်တာထားတယ်ဆိုတဲ့ဟာဖြစ်လာဒါတွေဟာသိရဲ့အနေထားရုံဖြစ်ပါဒီအနေထားရုံတွေဟာအပြစ်မဲ့တဲ့ပြည်သူတွေလက်နဲ့မဲ့တဲ့ပြည်သူတွေဟာအများအားဖြင့်စီးပြီးခံရပါတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့စစ်အစိုးရကိုကျွန်တော်အနေနဲ့ဒီနေရာနေပြောချင်တာစစ်အစိုးရရဲ့ကြောထောက်နောက်ကရုပ်သေးဦးသိန်းစိန်အစိုးရကိုဒီဗမာတန်ရုံးကတစ်စစ်ဗမာတန်ရုံးရဲ့တာအမကြီးကနေတစ်စစ်ကျွန်တော်အားဆိုလိုတာကတော့အမြန်ဆုံးတိုက်နေတဲ့စပွဲတွေကိုရပ်ပါပြီးတော့မှအထိပ်ပဲရှိတဲ့နော်ပြည့်စုံဆွေးနွေးပွဲတစ်ခုရဲ့စံရင်လက္ခဏာနဲ့ပြည့်စုံတဲ့ကျွန်တော်တို့ပြည့်စုံဆွေးနွေးပွဲတစ်ခုကိုအများဆုံးလုပ်ကိုင်ဆောင်ရွက်ဖို့ကျွန်တော်ဒီနေရာနေကျွန်တော်ရင်းနဲ့နဲ့ကျွန်တော်တောင်းဆိုပါပါတယ်ဒီဆိုင်ရာမှာရှိကြတဲ့ဆိုရတဲ့အဖွဲ့အစည်းတွေအနေနဲ့ကလည်းဒီရင်းစစ်ရပ်စဲဖို့အတွက်တွန်းအားပေးကြပါဖိအားပေးကြပါနော်ဆက်ဆိုင်ဆွေးနွေးပွဲမှာတစ်ဖက်ကပြည့်စုံဆွေးနွေးရဆိုတဲ့ဟာမဟုတ်ဘဲနဲ့နော်ပြတဲ့ပြည့်စုံဆွေးနွေးပွဲဖြစ်ဖို့အတွက်ဓာတ်ဝင်ပြီးတော့မှဆောင်ရွက်ပေးကြပါလို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံရင်းနဲ့ကျွန်တော်ရဲ့ဆန္ဒကိုဒီလောက်ပဲဖောက်ဖော်ရင်းနဲ့ဒီကုန်းချုပ်ရတယ်အားလုံးကိုကျေးဇူးတင်